နဲ့ဆိုကူးတော့ပြန်နေကြည့်ပါလေကျွန်တော်တို့စီမှာဒီ IMOU CCTV လေးနဲ့ပေါ့နော်တွဲပြီးသုံးလို့ရတဲ့ဒီဟိုပေါ့ wall mount bracket လေးတွေပေါ့နော်နေရာမှာချိန်ပြီးသုံးလို့ရ wall mount bracket လေးရောက်ထားပါတယ်ကျွန်တော်ဘယ်လိုသုံးရလဲဆိုတော့ပြပေးမယ်နော်သူ့မှာပါသူဒီဘူးလုံးမှာပါတဲ့ပစ္စည်းလေးရဒီကောင်လေးတွေပေါ့နော်ဒါလေးပါမယ်ကျွန်တော်ဒီမှာထောက်လေးပေါ့နော်ထောက်လေးရဒီစကူလုံးလေးပါမယ်ပေါ့နော်သူကဒီမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီအောက်မှာကောင်လေးရှိရပေါ့နော်ဒီဟာလေးရှိရဒီကောင်လေးနဲ့ဒီလိုမျိုးလေးအခိုင်လေးပေါ့နော်အဲဆိုလို့ရှိရင်ကိုထားလို့ရပြီပေါ့နော်ဒီမှာဒီလိုဖြစ်သွားမယ်အဲတော့ကျွန်တော်တို့ဒီမှာနေရာမှာဒီလိုမျိုးချိန်လို့ရမယ်ဒီလိုချိန်လို့ရမယ်ပေါ့နော်ကျွန်တော်စပူလေးဖောက်ပြီးတော့ဒီလိုချိန်လို့ရမယ်ဒီလိုမျိုးထားနေတယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးထားလို့ရမယ်ပေါ့နော်နေရာမှာဒီလိုမျိုးသုံးလို့ရပါတယ်ဒီကလွယ်တကူပဲထုတ်လို့ရတယ်ပေါ့နော်လွယ်တကူလည်းပြန်ဖြုတ်လို့ရတယ်ပေါ့နော် CCTV ပေါ့နော်ဒါလေးပါလွယ်တကူတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဝေအားပေးလို့ရပါတယ်